ကိုပိုင်စီးပွားရေးလုပ်ပြီဆိုတာနဲ့လူတွေကတန်းပြီးတော့တခါတည်းအောင်မြင်သွားမယ်လို့ထင်တယ်ဒါကလူတော်တော်များများရဲ့အထင်ပေါ့နော်တကယ်တမ်းမှာကိုပိုင်စီးပွားရေးဆိုတာအလောက်ထိမလွယ်ဘူးတော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့လူတရားမှာ95ယောက်လောက်ကပထမဦးဆုံးတစ်နှစ်အတွင်းမှာပဲကြာရှုံးသွားကြတယ်ဒါကျွန်တော်အများအားပြောနောက်ထပ် 5% လည်းကျင်းတင်အောင်မြင်မယ်လို့အာမမခံ3 to 5 year အတွင်းမှာနောက်ထပ် 5% လည်းပြုတ်သွားကြလူတွေကတော်တော်များများကကိုပိုင်စီးပွားရေးကိုအောင်မြင်နေတဲ့သူတွေပဲတကယ်တော့ဒါတရားမှာ less than 1% ပဲရှိတာဒါလည်းကျွန်တော်တို့ကိုတွေ့ပဲအများအားလည်းပြောတာပဲเนาะဆိုတော့ကိုပိုင်စီးပွားရေးလုပ်တာအရန်လွယ်ကူနေတယ်ဆိုရင်ကျွန်တော်တို့လောကမှာအားလုံးကကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဖြစ်နေပြီเนาะအဲ့လောက်ထိမလွယ်ကူပါဘူးကျွန်တော် land line မှာဝင်ကြည့်လိုက်စီကိုပိုင်စီးပွားရေးလုပ်ပြီဆိုတာနဲ့လူတွေကတန်းပြီးတော့တခါတည်းအောင်မြင်သွားမယ်လို့ထင်တယ်ဒါကလူတော်တော်များများရဲ့အထင်ပေါ့နော်တကယ်တမ်းမှာကိုပိုင်စီးပွားရေးဆိုတာအလောက်ထိမလွယ်ဘူးတော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့လူတရားမှာ95ယောက်လောက်ကပထမဦးဆုံးတစ်နှစ်အတွင်းမှာပဲကြာရှုံးသွားကြတယ်ဒါကျွန်တော်အများအားပြောနောက်ထပ် 5% လည်းကျင်းတင်အောင်မြင်မယ်လို့အာမမခံ3 to 5 year အတွင်းမှာနောက်ထပ် 5% လည်းပြုတ်သွားကြလူတွေကတော်တော်များများကကိုပိုင်စီးပွားရေးကိုအောင်မြင်နေတဲ့သူတွေပဲတကယ်တော့ဒါတရားမှာ less than 1% ပဲရှိတာဒါလည်းကျွန်တော်တို့ကိုတွေ့ပဲအများအားလည်းပြောတာပဲเนาะဆိုတော့ကိုပိုင်စီးပွားရေးလုပ်တာအရန်လွယ်ကူနေတယ်ဆိုရင်ကျွန်တော်တို့လောကမှာအားလုံးကကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဖြစ်နေပြီเนาะအဲ့လောက်ထိမလွယ်ကူပါဘူးကျွန်တော် land line မှာဝင်ကြည့်လိုက်စီ